မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 16 ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပေါင်းမြို့နယ်တောင်ပိုင်းတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ခွေးတပ်ရဲ့မိထီလာမြို့အခြေစိုက်တပ်မ69စစ်ကြောင်းရဲ့စစ်ခွေးမသားအလောင်းတွေနဲ့လက်နက်ခဲယမ်းတွေကိုသိမ်းဆည်းရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တပ်မ69ဟာပြီးခဲ့တဲ့အောက်တိုဘာလ30ရက်နေ့ကစပြီးတော့အင်အား400ကျော်နဲ့စိတ်ဖြူမြို့နယ်အမှတ်22ကာကွယ်ပစ္စည်းစက်ရုံကပ္ပစ22ကနေတဆင့်ပေါင်းမြို့နယ်တောင်ပိုင်းကိုဝင်ရောက်ပြီးတော့စစ်ကြောင်းထိုးခဲ့တယ်လို့သိရပါတယ်။တပ်မ69စစ်ကြောင်းမှာအမှတ်14ချင်းမြန်တရင်ခမရ14ခမရ19နဲ့ခမရ109တရင်စတဲ့တရင်3ရင်နဲ့ပေါင်းမြို့နယ်တောင်ပိုင်းကြီးရွာတွေကိုစစ်ကြောင်း3ကြောင်းခွဲပြီးတော့ဝင်ရောက်လာပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးတာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလှုပ်ဆောင်ခဲ့တယ်လို့အသိပေးထားပါတယ်။အဲဒီနောက်နိုဝင်ဘာလ3ရက်နေ့မှာအင်အား150လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းတစ်ခုနဲ့ပေါင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖတို့ပေါင်းမြို့နယ်တောင်ပိုင်းကြောက်ကကြီးရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ခွေးမသားအလောင်းတွေကိုတိုက်ပွဲဖြစ်ပွားရာနေရာမှာထားခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ခွေးမသားအလောင်း10လောင်းရရှိပြီးတော့10ဦးခန့်ထိခိုက်ဒဏ်ရာရရှိကတက်ရဲ့ဖွဲ့စည်းပုံပြတ်ပြီးတော့ပင်တောင်ပြည်သူ့စစ်ရွာထဲကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ဖော်ပြထားပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာတီး6ရွာအနီးမှာစစ်ခွေးတပ်ကအင်အား130နဲ့ဦးတီစစ်ကြောင်းထိုးဝင်ရောက်လာလို့ပေါင်းမြို့နယ်တောင်ပိုင်းကရောချောင်းမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အသိပေးထားပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ခွေးမသားအလောင်း9လောင်းနဲ့လက်နက်9လက်အပါအဝင်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။တပ်မ69စစ်ကြောင်းကိုပေါင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့နဲ့ပေါက်စိတ်ဖြူတရင်တွေစုဖွဲ့ပြီးတော့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကကပ္ပစ24ဘက်ကိုရောက်သွားပြီလို့ပြောပါတယ်။အဲ့ဒီကတော့ရောဘက်ကိုစက်ဖောက်ဖို့အင်အားအလွန်ကျွံသုံးဖို့နဲ့ပေါက်တောင်ပိုင်းကိုနယ်မြေရှင်းရင်းနဲ့လာခဲ့တာလို့ပေါင်းမြို့နယ်စီရေးသတင်းရေးမြစ်ကပြောပြထားပါတယ်။လက်ရှိမှာစစ်ခွေးတပ်တွေကပေါင်းမြို့နယ်အနောက်မြောက်ချမ်းကိုစစ်ကြောင်းထိုးတာတွေလှုပ်ဆောင်နေတယ်လို့၎င်းကဆက်လက်ပြောကြားထားပါတယ်။စစ်ခွေးတပ်ရဲ့အရေးပေါ်ကြီးညာထားတဲ့63မြို့နယ်မှာမကွေးတိုင်းကထီလင်ပေါက်မြိုင်စောနဲ့ရေစကြိုမြို့နယ်တွေလည်းပါဝင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်မှာအကြမ်းဖက်စစ်ခွေးတပ်ရဲ့တံပြားကားများနဲ့ကျင်းနေတဲ့ကားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ခွေး3ကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ14ရက်နေ့မနက်9:00နာရီခန့်မှာမုံရွာမြို့နယ်နာမခနဲ့ဝမ်ပေါင်ကုမ္ပဏီကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့တံပြားကား8စီးနဲ့ကျင်းနေတဲ့တွဲကား22စီးကိုတော်လိုင်းတပ်ဖွဲ့များကပရိသာမိုင်း9လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်တွဲကားများဟာခေမုံရွာဘတ်စုံချမ်းအနီးမှာထိုးရက်သွားခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့များကလက်နက်ငယ်များနဲ့ထမှန်ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က6ဦးပြင်းထန်စွာဒဏ်ရာရရှိက3ဦးသေဆုံးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားတဲ့စစ်ခွေးမသားအလောင်းများနဲ့ဒဏ်ရာရရှိသူများကိုမုံရွာမြို့ကနေထွက်လာတဲ့လူနာတင်ကား6စီးကလာရောက်တည်ဆောင်သွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Braveheart Army BHA ကဦးဆောင်ပြီးတော့ Champion Fighter Group CFG နဲ့မုံရွာ Dynamite SDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့ဒေါ်လာတပ်ဖွဲ့ဝေတအူးထိခိုက်ဒဏ်ရာရရှိကဒဏ်ရာအခြေအနေကတော့မစိုးရိမ်ရဘူးလို့ပြောပါတယ်။ပြည်သူတွေအနေနဲ့ Braveheart Army BHA အဖွဲ့ကလိုအပ်လျက်ရှိတဲ့လက်နက်ခဲယမ်းများကိုလည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့ကူညီထောက်ပို့ပေးကြပါရန် BHA အဖွဲ့ကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပျော်ဘွယ်မြို့နယ်တောင်ချောင်းရွာမှာစစ်မှုထမ်းကြီးလစဉ်ကောက်ခံနေတဲ့အောက်တန်းစားအုပ်ချုပ်ရေးမှူးတာဝင်းဆိုတဲ့ကောင်ကိုပြစ်ခတ်တိုက်ခိုက်ရာသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ14ရက်နေ့ညနေ9:10မိနစ်ခန့်မှာပျော်ဘွယ်မြို့နယ်တောင်ချောင်းရွာမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးလစဉ်စစ်မှုထမ်းကြီးတွေကောက်ခံနေတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးအောက်တန်းစားတာဝင်းခေါ်ဦးတန်းဝင်းကိုနတ်မောက်ဂလုံ PDF အဖွဲ့ကပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။သေဆုံးသွားတဲ့ကြေးရွာအုပ်ချုပ်ရေးမှူးတာဝင်းခေါ်ဦးတန်းဝင်းဟာပြည်သူတွေအပေါ်မှာအခုလိုမျိုးလှုပ်ဆောင်နေခြင်းကိုနတ်မောက်ဂလုံ PDF အဖွဲ့ကသတိပေးထားတော့လေလိုက်နာခြင်းမရှိတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။အုပ်ချုပ်ရေးမှူးတာဝင်းစီကနေပြီးတော့ငွေကျပ်68သိန်းနဲ့ဖုန်းတစ်လုံးတို့ကိုတပ်တေကန်ပစ္စည်းအဖြစ်နဲ့တင်စီရရှိခဲ့တယ်လို့သိရပါတယ်။သူကတောင်ချောင်းကြေးရွာကအုပ်ချုပ်ရေးမှူးဦးတာဝင်းခေါ်တန်းဝင်းဆိုတဲ့အောက်တန်းစားပါဒီကောင်ကပြည်သူတွေစီကနေစက်ကြီးကောက်တာအပြင်နီးမျိုးစုံနဲ့နှိပ်စက်နေလို့ပြစ်ခတ်တိုက်ခိုက်ခဲ့ရတာပါသူ့ရွာမှာပဲရှင်းလင်းခဲ့တာပါနေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားပါတယ်လို့နတ်မောက်ဂလုံ PDF အဖွဲ့ကဘိုးအောင်တင်ကပြောပြထားပါတယ်ပြည်သူများအနေနဲ့ကြေးရွာအတွင်းမှာနီးမျိုးစုံနဲ့နှိပ်စက်နေတဲ့အုပ်ချုပ်ရေးမှူးများစစ်ခွေးတောက်တိုင်များကိုနတ်မောက်ဂလုံ PDF အဖွဲ့ကိုတိုင်ကြားပြီးတော့ရှင်းလင်းခိုင်းနိုင်တယ်လို့နတ်မောက်ဂလုံ PDF အဖွဲ့ကဘိုးအောင်တင်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ
ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းစားလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ14ရက်နေ့ည9:00နာရီကျော်လောက်မှာဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းထဲမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများကိုလက်နက်ကြီး73လုံးနဲ့တော်လိုင်းတပ်ဖွဲ့များကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်က2ဦးထိမှန်ပြီးတော့ပြင်းထန်ဒဏ်ရာရရှိကသေဆုံးနိုင်တယ်လို့ဆိုပါတယ်။ဒါအပြင်ကုမ္ပဏီဝင်းအတွင်းထဲမှာလည်းအချက်ပေးသံများစူးညံစွာထွက်ပေါ်ခဲ့တယ်လို့သိရပါတယ်။14ရက်နေ့ညကဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းထဲကိုတော်လိုင်းတပ်ဖွဲ့တွေကလက်နက်ကြီး73လုံးနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်တာဝင်းထဲကိုကြောက်ရောက်ပောက်ကွဲပြီးတော့ထိခိုက်မှုရှိတယ်လို့သိရတယ်။သတင်းကြားတာကတော့စစ်ခွေးနှကောင်ထိသွားတယ်တဲ့။တရားပြင်းထန်တယ်လို့ပြောတယ်။သေမသေးဆိုတာကတော့အတိမပြုတ်နိုင်သေးဘူး။လက်နက်ကြီးတွေကြောက်ရောက်ပောက်ကွဲတော့အချက်ပေးအိုအောဆွဲတဲ့နေကုမ္ပဏီဝင်းထဲမှာစူးညံသွားတာပဲလို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားပါတယ်။မနေ့ကနိုဝင်ဘာလ15ရက်နေ့ည9:00နာရီကျော်လောက်မှာလဲအကြမ်းဖက်စစ်ခွေးတပ်ရဲ့စက်တပ်လေထီ3စီးဟာဝမ်ပေါင်ကုမ္ပဏီဝင်းအနီးမှာဝဲပြန်ပြီးတော့ဖောင်းကရာရွာအနီးတစ်ဝိုက်ကိုဘုံကျဲတက်ခိုက်သွားတယ်လို့သိရပါတယ်။၎င်းတက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ဒါအပြင်စားလင်းကြီးမြို့နယ်ဝမ်မေးရွာအတွင်းကနေဆုတ်ခွာလာတဲ့အကြမ်းဖက်စစ်ခွေးများကလည်းမနေ့ကမနက်ပိုင်းမှာပလောင်ရွာကနေဝမ်မေးရွာအတွင်းကိုပြန်လည်ဝင်ရောက်လာပြီးတော့ပြည်သူပိုင်းနေအိမ်များကိုဝင်ရောက်မှွေနောက်ကလက်ကင်ဖုန်းတွေကိုခိုးယူသွားတယ်လို့သိရပါတယ်။အလားတူပဲပလောင်ရွာအတွင်းရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးများကလည်းပလောင်ရွာလမ်းစုံမှာစစ်ဆေးရေးပြုလုပ်ကစိုင်းကဲတစည်းကိုငွေကျပ်1000တောင်းရမ်းပြီးတော့ပတ်စံမပေးနိုင်တဲ့သူတွေကိုတချင်းအော်ဆိုခိုင်းထားတယ်လို့သိရပါတယ်။နိုဝင်ဘာလ17ရက်နေ့ညပိုင်းကလည်းစားလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များကရှော့တိုက်ဒုံးအလုံး30နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ကတင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမှာစစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံရတဲ့စစ်ခွေးတပ်ရဲ့တပ်မ33လက်အောက်ခံတပ်တွေနဲ့တင်ငန်းဝါတော်လက်အောက်ခံပြူစောတိအယောက်300ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာကမ်ဘလူနဲ့ခေဦးမြို့နယ်အဆက်ကိုမနေ့ကနိုဝင်ဘာလ15ရက်နေ့မှာစစ်ကြောင်းထိုးဖို့ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာခေဦးမြို့နယ်အဆက်ကကမ်ဘလူမြို့နယ်အိုင်ပေါင်းချောင်ကျေးရွာကိုရောက်ရှိနေပြီးတော့ညအိတ်တပ်ဆွဲနေတာကြောင့်အိုင်ပေါင်းချောင်ရွာအပါအဝင်အနီးနားကကျေးရွာ900ထက်မနည်းကထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ခေဦးမြို့နယ်အနောက်ချမ်းမူးမြစ်အရှိတ်တပ်တာဗရောင်းကားစိတ်ရွာမှာတပ်ဆွဲခဲ့တဲ့ရေဦးမြို့ပေါ်ကစစ်ခွေးစစ်ကြောင်းကလည်းမြို့ပေါ်ကိုပြန်လဲဆုတ်ခွာသွားပြီမယ်။မူးမြစ်အကူလေကရိုးစိတ်အနီးမှာကင်းမုံတွေပို့ပြီးချထားတယ်လို့အသိပေးထားပါတယ်။ဟိုနေ့ကတိုက်ပွဲအရှိန်ရဲ့အဲ့ဒီဂျောကနေရွှေဘုံမြေကြီးနားလမ်းပိုင်းအကုန်လုံးကိုထိန်းချုပ်ကျင်းလာကြောင့်ဒီကောင်တွေအခုလိုလုံနေတာလို့ထပ်ပါတာဝန်ရှိသူကရှင်းပြထားပါတယ်။ဒါအပြင်မနေ့ကညနေပိုင်းမှာလဲဘုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခနဲ့မိထီလာရှမ်းတဲ့လေတပ်ကနေရေဦးမြို့ပေါ်နဲ့ခေဦးမြို့အနောက်ဘက်ချမ်းကစစ်ခွေးတပ်စခန်းချထားတဲ့ပြည်တော်ရွာကိုလက်နက်ပစ္စည်းတွေလေကြောင်းကနေပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။လက်တလုံးစီရေးအခြေအနေတွေကြောင့်မြင်းတော်တာဝစ်တီမုံလကာဘိုးအနီးနားမှာရှိတဲ့ကျေးရွာတွေကဒေသခံတချို့ဟာကျေးရွာတွေအတွင်းမှာမနေရကြသလိုအိုင်ပေါင်းချောင်ရွာအပါအဝင်ကျေးရွာ10ရွာကျော်ကဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်။စောင်းအကူမှာဆစ်ရှောင်ရတာဖြစ်တယ်လို့10ရက်နေ့ကနေ15ရက်နေ့အထိ9ရက်ဆက်တိုက်စစ်ဘေးရှောင်နေရတာပါအဲ့ဒီအတွက်စားစရာနေစရာအခက်အခဲနဲ့အရန်အေးတဲ့အတွက်အဝတ်ထည်နဲ့ကျမကြီးစေးဝါးတွေလိုအပ်နေပါတယ်လို့လက်ကောင်းကရှင်းပြထားပါတယ်ခေဦးမြို့နယ်အနောက်မြောက်ချမ်းခေဦးကမ်ဘလူရေဦးအဆက်နဲ့ကမ်ဘလူအနောက်တောင်ချမ်းမှာရှိတဲ့ကျေးရွာတွေကိုစစ်ခွေးတပ်ကနိုဝင်ဘာလ10ရက်နေ့ကနေဒီကနေ့အထိလေကြောင်းတက်ခတ်မှု15ကြိမ်ထက်မနည်းလှုပ်ထားတယ်လို့ခေဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ဒါကြောင့်ခေဦးအနောက်ချမ်းခေဦးရေဦးကမ်ဘလူအဆက်ကမ်ဘလူခေဦးအဆက်ကျေးရွာတွေကဒေသခံတွေအနေနဲ့ဝေဟင်မြေပြင်ကိုအထူးဂရုစိုက်ကြဖို့တိုက်တွန်းထားပါတယ်။နိုဝင်ဘာလ12ရက်နေ့ကကမ်ဘလူနဲ့ခေဦးမြို့နယ်အဆက်ကရေးလိုက်ကျေးရွာအနီးမှာတပ်မ33နဲ့ပြည်သူစစ်100ကျော်ပါတဲ့စစ်ကြောင်းတိုက်ခိုက်ခံရပြီးတော့စစ်ကြောင်းပြက်လို့နှီးပါဖြစ်သွားတယ်လို့သိရပါတယ်။စစ်ခွေးတပ်ကတော်လန်ရေးအားကောင်းတဲ့ကမ်ဘလူခင်ဦးရေဦးတန်းဆယ်မြို့နယ်အဆက်နေရာတွေကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတာလို့ဒေတာရင်းစစ်ရေးသတင်းရင်းတွေကသုံးသပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးဆောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၄ဦးဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမော်လွယ်ပိုင်းမှာကန်ချနာဘူရီခရိုင်မှာရဲများကစစ်ဆေးရေးဂိတ်နဲ့စစ်ဆေးနေတဲ့အချိန်နခွန်ပတုံကနေပြီးတော့တရားမဝင်မြန်မာရွှေပြောင်းအလုပ်သမား၄ဦးလိုက်ပါလာတဲ့ကားတစ်စီးကိုဖမ်းဆီးရရှိခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီကားပေါ်မှာလိုက်ပါလာတဲ့မြန်မာနိုင်ငံသား၄ဦးမှာတရားဝင်အထောက်အထားစာရွက်စာတမ်းမရှိဘူးလို့ပြောပါတယ်။ကားမောင်းသမားဟာလည်းထိုင်းနိုင်ငံသားဖြစ်ပြီးတော့မြန်မာအလုပ်သမား၄ဦးစီကနေပြီးတော့တယောက်ကိုထိုင်းဘတ်ငွေ2000ရယူပြီးတော့ပို့ဆောင်ခြင်းဖြစ်တယ်လို့သိရပါတယ်။တရားမဝင်မြန်မာအလုပ်သမား၄ဦးမှာအမျိုးသားတုံးနဲ့အမျိုးသမီး3ဦးတို့ပါဝင်ပြီးတော့ရင်မောင်းဟာအသက်32နှစ်အရွယ်ထိုင်းနိုင်ငံသားမစ္စတာဝီရော့ဖြစ်တယ်လို့သိရပါတယ်။မြန်မာရွှေပြောင်းအလုပ်သမား၄ဦးဟာလွန်ခဲ့တဲ့လအနေငယ်ကထိုင်းနိုင်ငံကိုတရားမဝင်ဝင်ရောက်ကထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ရန်ပွဲစားကပေးပြီးတော့လုပ်ငန်းခွင်ရှိရာကိုပြောင်းရွှေ့တဲ့အချိန်မှာဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ